Okay သူ့ချိတ်ဆက်မယ်ဆိုတော့ဒီမှာကဒီ converter လေးမှာကအရင်ဆုံးကျွန်တော်တို့မှာ USB နှစ်ပေါက်ကိုအရင်ရှာကြည့်မယ်ဒီနှစ်ပေါက်ကကျွန်တော်ကြိုး keyboard တွေ mouse တွေထိုးဖို့ပါเนาะဒါဘယ်ပေါက်မှာ keyboard ထိုးရဘယ်ပေါက်မှာ mouse ထိုးရမယ်ဆိုတော့တက်မှတ်ထဲမရှိဘူးကြိုက်တဲ့ပေါက်မှာထိုးလို့ရတယ်ဘယ်လိုတန်တဲ့ဘက်ကိုထိုးပြီးတော့ keyboard mouse တွေ join လို့ရတယ်ဒါကကျတော့ USB output သူကကျတော့ကျွန်တော်တို့ဒီကောင် Android converter လေးကိုဖုန်းနဲ့ join ပြီးတော့ game စုံနေနဲ့ဒီကနေစင်เนาะဂျားကန်အနေနဲ့အားတွင်းလို့လည်းရဖုန်းကိုအားတွင်းလို့လည်းရ USB output ကိုဒီကောင်ကျတော့သူ့ကို power ပေးတယ်အပေါက် converter လေးကိုเนาะဒါပေမဲ့ဒီကောင်ကို converter လေးကကျတော့နည်းနည်းเนาะပူလို့မရဘူးပူတယ်ဆိုတော့ကြာရင်တော့ဒါပြတ်တာတွေပဲရှိနိုင်တယ်ဒါပေမဲ့တုံတန်တော့မဖြစ်ပါဘူးเนาะဒါကဖြစ်တောင်ဖြစ်ခဲ့တယ်ဒါပေမဲ့ဂယူးဆိုင်ပြီးပေါ့เนาะconverter ကိုမပူအောင်တော့ဂယူးဆိုင်ပြီးเนาะOkay ဒါချိတ်ဆက်တာဆိုရင်ချိတ်ဆက်မယ်ဆိုရင်ဒီကျိုးလေးလိုရမယ်ကျိုးလေးကကြတော့တိုက်စီခေါင်းလေးနဲ့ဒီကျိုးလေးပျောက်သွားလေကိစ္စမရှိကျွန်တော်အိမ်မှာရှိတဲ့တိုက်စီချခြင်းကျိုးလေးနဲ့ join တုံးလို့ရတယ်နော်သူ့ရဲ့ဒီမှာ power ပေါက်မှာဒီတိုက်စီကျိုးလေးတက်လိုက်မယ်ပြီးရင်ဒီ USB ခေါင်းက 5V ဖြစ်တယ်နော် 5V ဖြစ်တဲ့တော့ကျွန်တော်တို့ဖုန်းအတွင်းခေါင်းမှာ AC join ဓာတ်ရိုက် join ပြီးတော့တုံးလို့ရတယ်လို့ power bank တွေပိုင်းနဲ့လည်းဓာတ်ရိုက်ချိတ်ဆက်ပြီးတော့လည်းတုံးလို့ရတယ်ကဲလို့ကျွန်တော် power bank နဲ့ join လိုက်ပြီးဆိုရင်တော့ဒီမှာconverter လေးကမီးပြလေးကမိတ်တုံသင်းလာပါဒါဆိုတော့ဒီကောင်က power ရပြီဒီကောင်ကကျတော့ကျွန်တော်ဖုန်းနေနဲ့ချိတ်ဆက်မယ်ဆိုရင်တော့ Bluetooth wireless အနေနဲ့ချိတ်ဆက်လို့ရတယ်ဒီ converter ကို keyboard တွေနဲ့ join တာဒီလိုမျိုးကျိုးနဲ့ဓာတ်ရိုက် join ရတယ်ဆိုပေမဲ့ဖုန်းနဲ့ချိတ်ဆက်တဲ့ခါကျရင်တော့ကျိုးမဲ့စနစ်နဲ့ချိတ်ဆက်ပေးရပါတယ်နော်ဒီ Android converter နဲ့ချိတ်ဆက်တဲ့ keyboard တွေကဘာ keyboard ညာ keyboard ဆိုပြီးသတ်မှတ်ထားတာမရှိဘူးအဓိကကျွန်တော်တို့က keyboard ဆိုရင်ကျိုး keyboard ဖြစ်ရင်ရပြီကျိုးပိုင်ရပြီဗျာဘယ် keyboard ဖြစ်ဖြစ်เนาะ keyboard အရှိကြီးပဲဖြစ်ဖြစ်တူလေးပဲဖြစ်ဖြစ်เนาะ mouse ဆိုလည်းအဲ့ဒီအတိုင်းပဲကျွန်တော်တို့ဘာ mouse ညာ mouse မှာဆိုပြီးတော့တက်မှတ်ထားတာမရှိဘူး mouse မှာဒီလိုမျိုး USB ကောင်းတယ်เนาะကျိုး mouse ဖြစ်ရင်ရပြီเนาะအဲ့ဒါဆိုရင်ဒီ Android converter နဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့တုံးလို့ရပြီအဲ့တော့အိမ်မှာเนาะကျွန်တော်တို့မတုံးဖြစ်လို့ပူနေတဲ့ keyboard တွေ mouse တွေရှိတယ်ဆိုရင်ဒီ converter လေးနဲ့ join ပြီးတော့ PUBG mobile game လို့ game တွေကိုကျွန်တော်တို့ချိတ်ဆက်ပြီးတော့စော်ကစားလို့ရတယ်เนาะအခုကျွန်တော်ဒီ Mix SE Plus keyboard mouse converter ကိုအခုကျွန်တော်ကွန်ပျူတာမှာတုံးနေတဲ့ဒီကျိုး keyboard ရဲ့ကျိုး mouse နဲ့ကို join ပြတယ်เนาะအဲ့တော့ကျိုး keyboard နဲ့ join မယ်ဆိုရင်တော့ဒီ USB ကောင်းတွေကို converter ရဲ့ USB အပေါက်မှာထိုးပါမယ်ဒီမှာ USB အပေါက်နှစ်ပေါက်ရှိရယ်เนาะအဲ့မှာကျွန်တော်တစ်ပေါက်ထိုးလိုက်မယ် Okay ဒါ keyboard ကိုထိုးပြရတယ်ပြီးပြီဆိုရင်ကျွန်တော် mouse ကိုထိုးမယ် mouse ရဲ့ USB ကောင်းကိုယူမယ်ဒီမှာထိုးမယ်Okay ဒါဆိုရင်စပြီးတော့တုံးလို့ရတယ်ဒီမှာကျွန်တော်တို့power ရဖို့လို့เนาะဒီ converter လေးဒီလင်းလာရင်ကျွန်တော်တုံးလို့ရတယ် Okay ကျွန်တော် keyboard ကျိုး keyboard နဲ့ mouse ကိုလည်း join ပို့ရပြီ converter မှာလည်းမီးပြလေးမိတ်တုံနင်းနေပြီဆိုတော့ကျွန်တော်ဖုန်းနဲ့ bluetooth ချိတ်ဆက်လို့ရတယ်เนาะ